အခုလို AIK မရောက်ခင်အချိန်တွေကကြားပြတ်နေဆိုတာတကယ်ရှိခဲ့ကြပြီး1989ခုနှစ်တုန်းကအိန္ဒိယနိုင်ငံအတွင်းမှာဆိုရင်လည်း CBI ဖြစ်အယောင်ဆောင်ကဝန်ကြီးနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုပြစ်မှတ်ထားလိမ်လည်ခွင့်ယူခဲ့ကြတဲ့အဖွဲ့အစည်းမျိုးတကယ်ရှိခဲ့ပူပါတယ်။အခုလိုဝန်ကြီးနဲ့လုပ်ငန်းရှင်တွေကိုပြစ်မှတ်ထားရခြင်းအကြောင်းကတော့စရင်မပြနိုင်တဲ့ငွေအမြောင်များလက်ဝဲပိုင်ဆိုင်ထားတာကြောင့်တိုင်ချက်ဖွင့်လို့မရတာမို့ပြစ်မှတ်ထားရခြင်းဖြစ်ပြီးအကယ်လို့ရဲကိုပြောပြလိုက်ရင်လည်းထိုးလူသေးတာအရင်ဆုံးတရားစီရင်ခံရမှာဖြစ်ပါတယ်။ဖုန်းပြောနေတဲ့အကျေးဆိုသူဟာအမျိုးသားရဲ့၄ယောက်နဲ့အမျိုးသမီးရဲ့၁ယောက်ကိုတောင်းဆိုလိုက်ပြီးနောက်ဝင်ရောက်စီးနှင်းရမယ့်နေရာမှာ15မိနစ်အတွင်းတွေးဆုံဖို့ Rambi စင်းဆိုသူကိုမှာက CBI ကအထက်လူကြီးကိုအချိန်ကျပြီလို့တွားပြောပေမဲ့စစ်ဆေးရမယ့်အိမ်ကဝန်ကြီးတယောက်ရဲ့အိမ်ဖြစ်နေတာကြောင့်ရှရမားတယောက်ဝေခွဲမရဖြစ်နေပါတယ်။စိတ်မသက်မသာဖြစ်နေရင်သူဥဆောင်ပေးနိုင်ကြောင်းအကြီးကပြောပေမဲ့တိုင်းပြည်ထက်အရေးကြီးတာမရှိဘူးဆိုကဝန်ကြီးရဲ့အိမ်ကိုစီးနှင်းရန်ထွက်လာကြပါတယ်။ထိုဝင်ကြီးရဲ့အိမ်ကိုရောက်လာတော့သူတို့က CBI ကဖြစ်ကြောင်းနဲ့စစ်ဆေးဖို့အတွက်ရောက်လာကြောင်းပြောတဲ့အခါအခုလိုဝင်ကျင်တိုင်းဝင်လာလို့မရဘူးလို့အာဝင်ချောင်းတဲ့ကောင်ကိုလက်ပြတ်နဲ့ဆက်ဆံလိုက်ပြီးနေရာတိုင်းကိုရှာဖွေဖို့နဲ့နောက်ထပ်စောတကားတက်တဲ့ကောင်တွေရှိရင်လည်းပါချလိုက်ဖို့မှာပြီးနောက်ဖုန်းချိုးတွေကိုဖြတ်ကစတင်ရှာဖွေကြပါတယ်။စတင်ရှာဖွေနေကြချိန်ဖျားကန်းထဲမှာရှိနေတဲ့ဝင်ကြီးရဲ့မိန်းမကဖဲမပေးတာမို့ရဲမိတ်ရှန်တီရဲ့အကူအညီနဲ့ဆွဲထုတ်လိုက်ပြီးနောက်ဖျားစင်းတို့တွေကိုဖဲကြည့်လိုက်တော့လက်ဝဲရတနာနဲ့ငွေအများပြားကိုတွေးရှိသွားတဲ့အပြင်အောက်ထက်ကစာအုပ်စင်ရဲ့အနောက်မှာလည်းသိမ်းဆဲထားတဲ့ပတ်စံတွေရှိနေသလိုစီလီမျက်နှာချက်ကိုဖြိုချလိုက်တဲ့အခါမှာတော့ငွေအမြောင်များထွက်ပေါ်လာပါတယ်။အဲဒီနောက်ချမ်းဝင်းထဲမှာရှိနေတဲ့ကားအတွင်းကိုရှာကြည့်တဲ့အခါခုံထဲမှာဖွက်ထားတဲ့ပတ်စံတွေကိုရှာတွေ့သွားပြီးမို့ဖန်စီရမိတာတွေအတွက်လက်မှတ်ထိုးခိုင်းနေတာကြောင့်ခဏလောက်စကားပြောချင်တဲ့ဝင်ကြီးကသူ့တပည့်ရဲ့ရိုင်းပြမှုကိုတောင်းပန်ကြောင်းပြောရင်တောင်စင်မင်းကရှောက်ပြောနေတာမို့ကမ်းလန်းချင်တာဘာလဲလို့မေးကြည့်လိုက်တော့လက်နှချောင်းထောင်ပြလာပါတယ်။ထောင်ပြလာတဲ့လက်နှချောင်းအတွက်ပါနှက်ချက်ချပေးလိုက်ပြီး CBI ကိုလာမရှုပ်ဖို့တတိပေးရင်သူ့နာမည် PK ရှရမားလို့ပြောကလက်မှတ်ထိုးခိုင်းပြီးထွက်သွားချိန်အနားရောက်လာတဲ့တပည့်ကဆရာလက်နှချောင်းပဲထောင်ပြလို့နှစ်ချက်ပဲရိုက်ခံရတာတော်သေးရဲ့လို့မျက်နှာလာပြောင်းပါတယ်။ရွှေငွေအားလုံးကိုကားပေါ်တင်ပြီးနောက်ရဲစခန်းကိုအခုအကြောင်းကျင်းနှန်းပို့ဖို့မှာကနိုင်ဝက်အတွင်းလူတယောက်လွတ်လိုက်မယ်လို့အရာရှိရံမေးကိုမှာနေချိန်အခုလိုရိုးသားမှုရဲ့စွမ်းအားကိုပထမအဆုံးတွေ့ဘူးတာဆိုလို့တကယ်အစ်စ်မှန်စွမ်းအားဆိုတာနှလုံးသားထဲကလာတာဖြစ်ကြောင်းပြောပြီးအမြန်လစ်ပြေးပါတယ်။အမြန်လစ်ပြေးရတဲ့အကြောင်းကတော့ဒီလူ၄ယောက်ဟာ CBI ကမဟုတ်တဲ့အပြင်တခိုးတွေဖြစ်ကြပြီးပြည်သူတွေရှိကမတရားခိုးယူထားတဲ့အထက်ပိုင်းအရာရှိတွေကိုပြစ်မှတ်ထားကရှောင်းတခင်ဝစ်စစ်ဆေးသလိုနဲ့ပစ္စည်းအလုံးကိုတဲယူနေတဲ့သူတွေဖြစ်ပေမဲ့အခုမဆောင်ထားတဲ့အရာရှိတွေလည်းရဲတိုင်လို့မရတဲ့အခြေအနေမျိုးဒါကိုကောင်းကောင်းကြီးအသုံးချနေတာဖြစ်ပါတယ်။ဒီတော့ပြန်လာတဲ့လမ်းမှာဝင်ကြီးကိုပါနှက်ချက်ချမိလို့စိတ်ပူနေတဲ့ရှရမားအားရှေ့ဆက်ရမယ့်လမ်းကိုသူပြပေးမယ်လို့အကြီးကစားနောက်ရင်အတူရောင်ဌာနကိုပြန်ရောက်လာတော့ရုပ်ပြက်ထားတဲ့နှကမ်းမွေးအတူတွေကိုဖယ်လိုက်ကြပြီးလူလဲကြားခဲ့တဲ့ပစ္စည်းတွေကိုကားပေါ်တင်ကတယောက်တနေရာစီခွဲသွားလိုက်ပါတယ်CBI အစ်စ်တွေလို့ပဲထင်နေတဲ့အရာရှိကတော့နိုင်ဝက်ကြော်သွားပြီးမို့တန်နေရဝင်လာတာကြောင့်စခန်းကိုထောင်လန်းကြည့်တဲ့အခါထိုဌာနမှာ CBI မရှိဘူးဆိုတာသိလိုက်ရတဲ့အတွက်သူ့အမားလုံးမိသွားပြီးမို့လက်ဓာမိုင်မိုင်နေတဲ့ဝင်ကြီးကိုတောင်းပန်လိုက်တာကြောင့်ထပ်ပြီးရင်ကွဲနေရချိန်လူလေးတွေကတော့လွတ်မြောက်သွားခဲ့ပါတယ်။နောက်ရတပတ်ကြာချိန်အထိသူတို့လှုပ်ခဲ့တဲ့လိမ်လည်မှုကြီးကသတင်းစာထဲမှာလည်းပါမလာတာမို့အကြီးကိုဒီအကြောင်းလှမ်းပြောပြတဲ့အခါရှမားရဲ့သမီးမင်္ဂလာဆောင်မှာတွေးဖို့ချင်းဆိုလိုက်ပြီးရှမားကိုလည်းဒီသတင်းပြောပြလိုက်တဲ့အချိန်မှာတော့စိတ်အေးသွားရပြီမို့မင်္ဂလာဆောင်မှာတွေးဖို့ချင်းလိုက်ပါတယ်မိမကိုကြောက်ရလို့အဝိရှော်နေတဲ့အဖွဲ့ကတယောက်ထန်ဆက်တဲ့ကအစင်ပြေပြေပြီးသွားတဲ့အလုပ်အကြောင်းပြောနေချိန်လက်ဖေးရမဖြော်ပေးလို့ပွားစီလုံနေတဲ့မိမကအခုဖုန်းပြောနေတာရှင့်ယုံကဆိုရင်လာစာတိုးပေးဖို့ရန်တွေ့သွားတာမို့ဒီအကြောင်းကိုအဖွဲ့ကလူတွေသိရင်ဝိုင်းနောက်ကြမဲ့အတွက်အကြီးကိုမပြောဖို့တားရပါတယ်ဖုန်းပြောပြီးသွားတဲ့အခါအိမ်ရှိအိမ်ကမိန်းကလေးကိုဝရန်တာကကြည့်နေရင်အကြီးတယောက်ဖုန်းကြောင်နေချိန်တစ်ဖက်မှာလိန်စင်ကြီးမိသွားတဲ့ဝင်ကြီးကတော့အမှုမဖွင့်ချင်တာကြောင့်လာရောက်တွေးဆုံတဲ့ရဲမှုကိုလီတဲ့သင်းတာအပြင်ကိုပြန့်သွားရင်ပြဿနာကြီးတက်သွားမှစိုးရိမ်တဲ့အတွက်အမားလုပ်ခဲ့တဲ့အရာရှိရံဘီကိုသာတာဝန်ကရဆိုင်ခိုင်းပါတယ်။တပ်ပြီးစစ်ဆေးဖို့အတွက်ရဲမှုကတိုက်တွန်းနေတာကြောင့်အကယ်၍ဒီကိစ္စကိုသာပြည်သူတွေသိသွားခဲ့ရင်သူ့လို့လည်းထိခိုက်သွားမှာမို့မလုပ်ချင်ကြောင်းဝင်ကြီးကပြောလိုက်ပြီးတခိုးတွေကိုကူညီပေးခဲ့တဲ့ရဲဝင်တန်းရှန်တီးနဲ့ရံဘီကိုတော့တာဝန်ကနေယာယီရဆိုင်ဖို့ဝင်ကြီးကပြောတာကြောင့်ရဲမှုလည်းသဘောတူလိုက်ပါတယ်။အဲဒီနောက်မှာတော့ရှရမားရဲ့သမီးမင်္ဂလာဆောင်ကိုအသီးသီးရောက်လာတဲ့အခါအိမ်သူအိမ်သားတွေနဲ့မိတ်ဆက်ပေးပြီးနောက်ထုံးစံအတိုင်းတချင်းတစ်ပုတ်ဝင်လာတာမို့ကျွန်တော်လည်းကားကွက်တွေကိုမပြောပြတတ်တာကြောင့်ကြော်လိုက်ပါတယ်။အသက်ကြီးလာပြီဖြစ်တဲ့ရှရမားဟာဖမ်းမိသွားရင်ထောင်ထဲမှာမနေခြင်းသလိုမနေကြကအိမ်မက်ထဲမှာလည်းအကြီးကိုမတွေးလို့သူစိတ်ပူနေပြီဆိုတဲ့အခါတေချာမရှာကြည့်လို့မတွေ့တာလို့နောက်ပြောင်ရင်နောက်ထပ်ပြစ်မှတ်ရဲ့တီနေရကိုပြောကရှမားကိုအစတင်သစ်ပြင်ခိုင်းလိုက်တာကြောင့်အခုလိုတေးသေးမမတွေမလုပ်ချင်တော့ကြောင်းပြောပါတယ်ကြီးမားတခုခုလုပ်ပြီးနိုင်ယူခြင်းကြောင့်ရှမားကပြောနေတာမို့အဲ့လိုလုပ်ဖို့ဆိုရင်လူအများပြနဲ့ပတ်စံလည်းအတော်လိုမှဖြစ်ပြီးသူတို့မှအဲ့ဒီအတွက်မပြင်ဆင်ရသေးဘူးလို့အကြီးကဆိုပါတယ်အခြားနေရာတစ်ခုမှာတော့ကလေးတရက်ကိုကုန်းပေါ်တင်ပြီးရင်ကျောင်းကားပေါ်တင်ပေးပြီးနောက်ဖုန်းလာပေးတဲ့မိန်းမရဲ့ရင်ဘက်ကဟိုက်နေတာကြောင့်ပဝါပတ်ခိုင်းကတစ်ဖက်ကဖုန်းပြောလာသူကအရေးကြီးဖိုင်ရမဲ့လူရှိကြောင်းသတင်းပို့တဲ့အတွက်အမြန်
ထွက်သွားသူဟာတကယ် CBI အရာရှိရာနဲ့ပဲဖြစ်ပါတယ်။စိုက်ကယ်ကိုရီဗာတဆုံနှင်းပြီးဖမ်းဆီးရမယ့်လူရှိရာရောက်လာတဲ့ CBI အရာရှိရာနဲ့ဟာအိတ်လုံးတဲ့လူကိုစောင့်ကြည့်ရင်သူ့လူတွေကိုတွားဖမ်းခိုင်းချိန်ထိုးလူနာရောက်လာတဲ့ကားတွေကိုလက်ဆွဲအိတ်ပေးနေပြီးမှတွားတားလိုက်တဲ့ရဲတွေကိုတွန်းထုတ်ထွက်ပြေးသွားတာကြောင့်နောက်ကလိုက်ဖမ်းရပါတယ်။နေရာဆုံးပတ်ပြေးနေသူကိုမရမကလိုက်ဖမ်းရင်အစာအုပ်တစ်ခုပေါ်ရောက်လာတဲ့အခါချောင်းပိတ်မိသွားတဲ့သူကအနားကိုလာရင်သူခုန်ချမယ်လို့ခင်းချောက်နေတဲ့အတွက်ပါချလိုက်တာကြောင့်အောက်ကိုပြုတ်ကျသွားပါတယ်။ထိုမြင်ကွင်းကိုရက်ကြည့်နေတဲ့လူတွေနဲ့အတူအလုတ်ပြုတ်သွားတဲ့ရန်ဘီနဲ့ရှန်တီတို့ကစောင့်ကြည့်နေရင်ရာနက်ကဖြောင်းမတ်တဲ့သူမို့ CBI တူတွေကိုဖမ်းဖို့အတွက်တောင်းဆိုခြင်းစဉ်းစားနေပါတယ်။တစ်ဖက်မှာမင်္ဂလာဆောင်သွားတာသူ့ကိုမပြောသွားလို့စိတ်ဆိုးနေတဲ့ဆီယာမလေးကိုလာချောတဲ့အကြီးကသူမပေးထားတဲ့ဖိတ်စာကိုရတဲ့အကြောင်းနဲ့အိမ်ကပေးထားတဲ့လူကိုယူရတော့မှမို့ပြောနေတာလားဆိုတဲ့အခါသူမပြောနေတာမျိုးမဟုတ်ပဲသူမကိုအဲ့ဒီလူလက်ထဲအကြီးတယောက်အပန်းခံမှာမဟုတ်တာသိနေတယ်လို့ပြောပါတယ်။ဒါပေမဲ့သူမစိတ်ပူနေတဲ့အရာကအကြီးရဲ့အခုလှုပ်ဖြစ်ပြီးအခုလိုခိုးယူနေတာတွေကရှေးရှောင်မကောင်းတာတွေဖြစ်လာနိုင်တာမို့စမလုပ်ဖို့ပွေးဖက်နာချရင်နောက်ပတ်ဆိုအိမ်ကပေးစားတော့မဲ့လူနဲ့လက်ထပ်ရတော့မယ်လို့အသိပေးနေတာကြောင့်သူလည်းအချိန်ကောင်းကိုစောင့်နေတာဖြစ်ကြောင်းနဲ့သူ့ကိုဘယ်ရဲမှဖမ်းမိနိုင်မှာမဟုတ်ဘူးဆိုကကောင်မလေးကိုနှစ်သိမ့်ပါတယ်။အဲ့နောက် CBI ရရှိတာနဲ့ဟာဌာနမှာတိုင်ကျက်လာဖွင့်နေတဲ့ရန်မီကိုစိုက်ကြည့်ပြီးအထက်လူကြီးရှိရာကိုရောက်သွားတဲ့အခါ CBI ရောင်ဆောင်လေးလဲသွားသူ၄ယောက်ရဲ့အချက်လက်တွေရထားသလိုမျက်မြင်သက်သေကိုယ်တိုင်လည်းဒီကိုရောက်နေတာမို့အကူအမှုကိုကင်တွယ်ဖြေရှင်းခိုင်းပါတယ်။ဒီတခိုးတွေကစီးပွားရေးသမားနဲ့နိုင်ငံရေးသမားတွေကိုသာပြစ်မှတ်ထားတာမို့ပြစ်မှုအများကြီးကျူးလွန်ထားပေမဲ့ကွင်းဆက်ကိုမတိရတာဟာငွေမဲတွေဖြစ်နေတဲ့အတွက်တိုင်ကျက်မရရှိတာကြောင့်လွတ်မြောက်နေပါတယ်။ယာရုရောလာစားပါမတိုးသေးတဲ့အရာရှိတာနဲ့ဟာသူ့အတွက်တခုခုစီစဉ်ပေးဖို့နဲ့မဟုတ်ရင်အဲ့ဒီတခိုးတွေနဲ့ပူးပေါင်းလိုက်မယ်လို့သူ့ထက်လူကြီးကိုချိန်ချောက်ခဲ့ပြီးတိုင်ကျက်လာဖွင့်နေတဲ့ရန်မီကိုဖြစ်ကြောင်းကုန်တင်ပြောပြခိုင်းလိုက်တော့ဝင်ကြီးအိမ်ကိုဘလို့ပဲဖုံဝင်ရောက်စီးနှင်းခဲ့လဲဆိုတာပြောပြပါတယ်။အကြောင်းစုံကိုပြောပြလာတဲ့ရန်မီကိုရဲတယောက်ဖြစ်ပြီးဒီလောက်တောင်စောက်တုံးမကြဘူးလားလို့ရာနက်ကပြောနေတာမို့စိတ်တို့သွားတဲ့ရန်မီလည်းသူ့အမလုပ်ခဲ့တာမှန်ပေမဲ့အခုအမှန်ကိုပြန်ပြင်မယ်လို့ပြောကဒီကိုရောက်လာရတဲ့အကြောင်းကလည်းသူတယောက်တည်းဆိုဒီတခိုးတွေကိုဖမ်းမိဖို့ကြာနိုင်တဲ့အတွက်ခမရဲ့အကူအညီကိုလာတောင်းလာလို့ဆိုပါတယ်။ဒီစကားကိုသဘောကျသွားတဲ့ရာနဲ့ဟာအစကနေမီလန်မှုအတွက်ဝင်ကြီးအိမ်ကိုရောက်လာတော့ CBI ကလို့မိတ်ဆက်ပေးနေသူရန်မီကြောင့်ကြောက်လန့်တကြားဖြစ်သွားတာမို့အခုခေါ်လာပေးတာတကယ်အဆစ်ဖြစ်ကြောင်းပြောကဖြစ်စဉ်အားလုံးကိုဝင်ကြီးကရှင်းပြနေချိန်တစ်ဖက်မှာအကြီးတို့ကတော့နောက်ထပ်ပြတ်မှတ်ရှိသွားနေပါတယ်လူအားလုံးစူးစီးပြီးသွားတဲ့အခါမှာတော့ဝင်ငွေခွန်စစ်ဆေးသူတွေအဖြစ်ဟျောင်းဆောင်ကဝင်ရောက်စီးနေရမယ့်နေရာကိုရောက်သွားတော့အစစ်အမှန် CBI ကကြိုးရောက်နေတာကြောင့်မင်းဘသူလဲငါဘသူလဲဖြစ်သွားချိန်ရှာမရှိကအခန်းနံပါတ်ကိုတောင်းတဲ့အခါဈေးဝယ်ပေါချကြီးထုတ်ပေးပါတယ်ဒါကြောင့်မထူးဆက်ခင်းပြီးအခန်းမဝင်လာလို့တမိုင်းနေရေးကတရုတ်ဆောင်မပြတ်အခြားခန်းတစ်ခုကိုအတင်းဝင်စစ်ဆေးပေမဲ့ဘာမှမတွေ့လို့အကြက်ရိုက်နေကြစဉ်အကြီးကဘုရားပုံနောက်ကနေရာကိုရှာခိုင်းလိုက်တော့ငွေမြောက်များထွက်လာပါတယ်ဒီအချိန်လိုဘခန်းတစ်ခုကိုအကြီးကသိထားမိသွားတာကြောင့်ထိုနေရာကိုရှာကြည့်လိုက်တော့ရွှေနဲ့ပတ်စံတွေကိုထပ်မံတွေးရှိသွားတာမို့အကုန်သိမ်းယူလိုက်ပြီးပြန်ထွက်ဖို့အတွက်အခက်တွေ့နေတာမို့ကူနာကလူကိုအကူကြီးတောင်းလိုက်တဲ့အခါဟိုကလည်းဘူးမတိပါမတိဝင်ငွေခွန်စစ်ဆေးကတင်ပြီးပြန်လို့ရအောင်ကူညီပေးလိုက်ပါတယ်ညဘက်အချိန်ကြီး CBI ဌာနကိုဆက်သွယ်လာတဲ့လူကညနေကဖြစ်ကြောင်းကုန်စင်ကိုသတင်းလာဖို့တဲ့အတွက်တိုင်ကျမရှိတဲ့သတင်းစာခေါင်းကြီးပိုင်းမှာအခုသတင်းကိုပါလာအောင်လုပ်ဖို့မှာပါတယ်လေရင်ဝဲမှာရောက်နေတဲ့အကြီးဟာဒီနေ့သတင်းစာမှာသူတို့အကြောင်းပါလာတာမို့ရှမ်မားကိုပြလိုက်တဲ့အခါပြရခတ်သွားပါတယ်အလုတ်ကုန်းမှာပါဇက်ဟောင်းသားအိတ်နေတာနဲ့ရှီကိုသူတွေ့ဘူးတဲ့ရှမ်မားရဲ့ပုံကိုရမ်မီကပြလာတာကြောင့်တေချာပါမလားလို့ပြန်မေးတဲ့အတွက်အလုတ်ပြုတ်သွားလို့မကြေမချမ်းဖြစ်နေသူရမ်မီကထိုလူအတန်တဲ့ရုပ်ကိုသူဘရောမမေ့ကြောင်ပြောပါတယ်ဒါကြောင့်နောက်ကလိုက်လာတော့မဲ့ရဲတွေရှိလာပြီးမို့နောက်ဆုံးအနေနဲ့အကြီးဟာအချီကြီးရမဲ့မိုမိုင်းကိုသွားဖို့ဆုံးဖြတ်လိုက်တယ်လို့ဒီအတွက်ငွေကုန်ကြေးကြများမှဖြစ်ပြီးလူအများပြားလဲလူကြောင့်ပင်စင်ယူခြင်းနေတဲ့ရှမ်မားကိုပြောကကောင်မလေးရှိရာကိုပြန်လာခဲ့ပါတယ်ဇလန်ရဲ့အကောင်းဆုံးအပိုင်းကိုမရောက်ခင်ကျွန်တော်ရဲ့ channel ကို subscribe ပြုလုပ်ပေးပြီး VPN လေးဖွင့်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ရှမ်မားရဲ့နေအိမ်ကိုရောက်လာတဲ့ဖုန်းပြင်သူဟာရုံးကိုဆက်သွယ်ထားလို့ပြောင်းလာတာလို့ပြောရင်အတင်းကြီးဖုန်းကိုပြခိုင်းနေတဲ့အတွက်ဖုန်းရှိရာကိုခေါ်လာလိုက်တော့အကောင့်တိုင်းရှိနေတဲ့ဖုန်းကိုဖြုတ်ပြီးတန်ရှင်းလုပ်ပေးမယ်ဆိုကအတန်ဖန်းဆက်တစ်ခုထည့်လိုက်ပါတယ်ကောင်မလေးနဲ့အတူထိုင်နေတဲ့အကြီးကရဲတွေသူ့နောက်လိုက်နေပြီးမို့နောက်ဆုံးလုံးမဲ့ခိုးမှုအကြောင်းကိုပြောပြတဲ့အခါသူမပို့ပြီးစိုးရင်လာတာမို့မလုပ်ဖို့တားပေမဲ့အလုပ်ပြီးရနဲ့အတူတူထွက်သွားဖို့အတွက်လေရင်ဝဲမှာစောင့်နေခိုင်းပါတယ်ပလန်အကြီးကြီးချတော့မဲ့အကြီးဟာဟိုတယ်တစ်ခုထံရောက်လာပြီးလေရင်လက်မှတ်ပို့ပေးလိုက်ပြီလို့ရှာရမားကိုစိုးရင်နေတဲ့လေတန်းနဲ့ပြောနေတာကြောင့်ဒါကနောက်ဆုံးပဲမို့အလုပ်ကိုပြီးပြအောင်လုပ်ရန်အားတင်းထားဖို့ပြောနေတဲ့စကားတွေကိုအတန်ဖန်းဆက်ကြောင့်ရဲတွေလည်းသိသွားပါတယ်ဒီတော့ဘယ်ဟိုတယ်မှာရှိနေတာနဲ့အခန်းဘလောက်မှာရှိနေလဲဆိုတာအတိအကျသိရသွားတဲ့ရဲဘက်ကအကျေးတို့ကိုစောင့်ကြည့်နေပါတယ်။တ
ဒါကြောင့်အကြီးတယောက်လိုအပ်တဲ့တစိမ့်ကောင်းနဲ့အခြားလူရာတွေကိုပြင်ဆင်နေချိန်ဒါကိုရဲဘက်ကစောင့်ကြည့်နေကြသလိုလင်းရင်နဲ့ရောက်လာတဲ့အဖွဲ့သားတွေကိုလည်းစောင့်ကြည့်ရင်မနက်ကအကြီးသွားခဲ့တဲ့နေရာတိုင်းကိုပြောပြလိုက်တော့ကြီးကြီးမားမားတစ်ခုခုကြံစီနေကြောင်းအရာရှိဌာနကသုံးသပ်ပါတယ်။အဲဒီနောက်သူတို့အတွက်အယောင်ပြမဲ့လူအများပြားလိုတာမို့သတင်းစာကကြော်ညာကအင်တာဗျူးပြီးလူခေါ်ဖို့လိုကြောင်းအဖွဲ့သားတွေကိုပြောပြနေချိန်ထိုသတင်းကိုရရှိသွားတဲ့ရဲဘက်ကလည်းအင်တာဗျူးမှာသူတို့လူတွေကိုထည့်ဖို့အတွက်ပြင်ဆင်နေပါတယ်။ဒီတော့စောက်တင်လူခေါ်ဖို့အတွက်သတင်းစာထဲမှာ CBI ကအလုပ်ခေါ်ကြောင်းကြေညာလိုက်တာကြောင့်အလုပ်လိုအပ်နေသူအများပြားလည်းသိသွားကြသလိုအကြီးတို့လည်းခမ်းမတစ်ခုမှာအသေးချာပြင်ဆင်နေရချနေချိန်လာနက်ကသူ့လူတွေကိုအင်တာဗျူးကိုထည့်ရန်ကြံစီနေပါတယ်။လာရောက်လျှောက်ထားသူအများကြီးတွေကမှ26ယောက်ကိုရွေးထုတ်လိုက်ပြီးအဲ့ဒီထဲမှာလာနဲ့လူ2ယောက်လည်းပါလာပါတယ်။လာနဲ့လူ2ယောက်ပါလာတာကိုမသိတဲ့အကြီးဟာမနက်ဖြန်17နာရီမှာလက်တွေ့စမ်းသပ်မဲ့အကြောင်းနဲ့သူတို့ကတကယ်တာဝန်ကိုလက်တွေ့လုပ်ရမယ့်လူတွေဖြစ်လို့တိုင်းပြည်အတွက်မကောင်းတဲ့မိုက်တွေကိုရှင်းလင်းမယ်ဆိုတာရှောက်ပြောပါတယ်။အခုအကြောင်းတွေကိုသိရှိသွားတဲ့ရာနက်တို့ကလည်းတေချာဆောင်ကြည့်ဖို့သူ့လူတွေကိုမှာနေချိန်အစင်းအမှန်လို့ထင်ပြီးမနက်ဖြန်ရောက်လာတော့မယ့်လူတွေအတွက် CBI ကပြားအတုတွေကိုအကြီးတို့အဖွဲ့ကလှုံ့ဆော်နေခဲ့သလိုတစ်ဖက်မှာအကြီးအတွက်စိတ်ဖူနေတဲ့ကောင်မလေးရှိမနက်ဖြန်ထွက်ပြေးဖို့လေးလှမ်းမှတ်ပို့ပေးလိုက်ပါတယ်။အဲဒီနောက်ရှာမရဲ့အခန်းကိုတကားလာခေါင်းနေတာမို့တွားဖွင့်ကြည့်လိုက်တော့တနက်နဲ့ချွေရထားသူရာနက်ကအခန်းထဲရောက်လာကသူနဲ့ပူပေါင်းရင်မနာကျင်စေရပဲမဟုတ်ရင်သူလည်းသိကျင်စများကိုအကြမ်းကြီးနဲ့စစ်မေးမယ်ဆိုတာကြောင့်ကြောက်လန့်သွားတဲ့ရှာမလည်းပြောပြမယ်လို့ဆိုပါတယ်။ဒါကြောင့်အခုခိုးမဲ့နေရာကိုမေးကြည့်တော့ဘန္နာစင်နီးရရွှေဆိုင်ဆိုတာနဲ့အချိန်ကညနေ3နာရီလို့ပြောလိုက်တာကြောင့်ခေါ်ထားတဲ့လူတွေကရောဘာအတွက်လဲဆိုတဲ့အခါလူရင်အားလူမှမို့ထိုးလူတွေကိုလေ့ကျင့်ပြီးတုံးချမဲ့အကြောင်းနဲ့နေ့လယ်2နာရီမှာဘတ်စကားနဲ့ထိုးနေရကိုတွားကအစီအစဉ်တိုင်းဝင်ရောက်စီးနှင်းမှာဖြစ်ပြီးဘယ်သူမှမသိလိုက်ခင်မှာပစ္စည်းတွေနဲ့သူတို့ကထွက်ပြေးသွားမှာလို့ရှာမာကရှင်းပြပါတယ်။အရင်ချိန်ကအကြီးဟာ CBI မှာတာဝန်ထမ်းဆောင်ခြင်းနဲ့လူငယ်တစ်ယောက်ဖြစ်ပေမဲ့အင်တာဗျူးကျသွားခဲ့တာကြောင့်အခုလို CBI ရဲ့အကြောင်းကိုနောချင်နေတာဖြစ်ပါတယ်။အခုလိုအယောင်ဆောင်ခိုးခဲ့တာတွေကဘယ်လောက်ရှိပြီလဲဆိုတဲ့ရာနဲ့ကိုမနှက်ပြည့်ဆိုရာစုဝက်လောက်ရှိပြီလို့ပြောတဲ့ရှာမာအားမင်းတို့4ယောက်ထင်းနဲ့အခုလောက်ထိလုံနိုင်ခဲ့တာကိုသူတော်လေးမယုံကြည်နိုင်မှုဆိုတဲ့အခါဆရာတို့ရဲဘက်ကလူတွေလည်းကူညီပေးတယ်လို့ရမ်ဘီကိုကြည့်ပြီးပြောပါတယ်။ဒီတော့အသက်ကြီးမှထောင်ထဲမသွားခြင်းသူတို့နဲ့ပူးပေါင်းဖို့မှာနေခြင်းရုတ်တရက်ထားရလိုက်တဲ့ရှာမာကအကြီးတယောက်သူ့ကိုဘယ်သူမှမဖမ်းဆီးနိုင်ဘူးလို့ပြောဘူးကြောင်းဆိုတဲ့အခါယုံကြည်မှုလွန်ကဲမနေဘူးနဲ့မင်းရဲ့အဖွဲ့ထဲမှာလည်းသူ့ရဲ့လူ2ယောက်ရှိကြောင်းအသိပေးရင်မနှက်ပြန်အစီအစဉ်တိုင်းလုပ်ဖို့မှာသွားပါတယ်။ဟိုတယ်ရဲ့အောက်ထပ်မှာတယောက်တည်းရဲတောင်းနေသူအကြီးရဲ့ဘေးမှာရာနက်ကဝင်ထိုင်ကဟယ်လိုအကြောင်းကိုမေးကြည့်တော့ကုန်တယ်လို့ပြန်ဖြေထသွားစဉ်သူပတ်စံသူပြစ်ချပြီးအကြီးရဲ့ပတ်စံလာလို့မေးလိုက်တာကြောင့်ပတ်စံကိုယူသွားတာမဟုတ်ဘလို့ကောင်းလဲဆိုတာစဉ်းစားရင်းကြံနေခဲ့ပါတယ်။နောက်တရက်မှာတော့ဝင်ရောက်စီးနှင်းမှုအတွက်အကြီးတို့အဖွဲ့ကပြင်ဆင်နေကြသလိုရာနက်ကလည်းထိုးဆိုင်ကိုရောက်လာက CBI ကလို့ပြောလိုက်တာနဲ့ကြောက်လန့်သွားသူဆိုင်ရှင်ကိုတခုခုခိုးထားတာရှိလို့ကြောက်လန့်နေတာလားလို့မေးအဲ့လိုကြောက်လန့်နေတာကြောင့်ဒီအယောင်ဆောင်တခိုးတွေဖို့အားသာချက်ဖြစ်သွားတာလို့ဆိုပါတယ်။တိတ်မကြခင်မင်းရဲ့ဆိုင်ကတင်းခံရတော့မှမို့သူညွန်ကြားတဲ့အတိုင်းလုပ်ဖို့ဆိုင်ရှင်ကိုမှာကပစ္စည်းတွေကိုလုံခြုံမဲ့နေရာကိုပို့ခိုင်းတဲ့အခါသူ့မှာ workshop တစ်ခုရှိတာကြောင့်အများဆုံးပို့ဆောင်ခိုင်းလိုက်ပြီးရွှေအတုတွေနဲ့လဲထားလိုက်ပါတယ်။အခုလိုခိုးယူမှာကိုတီးနေရတဲ့ဘာလို့မဖမ်းဆီးရလဲဆိုတဲ့ဆိုင်ရှင်အားပြစ်မှုဆိုတာတွေးတောကြံစည်ုံနဲ့ဖမ်းဆီးလို့ရတာမျိုးမဟုတ်ပဲတကယ်ကျူးလွန်တော့မှတက်သိမ့်တဲ့တကွာဖမ်းဆီးရတာလို့ရာနက်ကပြန်ဖြေရင်သူ့လူတွေကိုဆိုင်ကဖောက်တဲ့တွေဖြစ်နေရချထားပေးပါတယ်။ဒီတော့ခိုးယူမဲ့လုံးဆက်ကြီးကိုတကယ် CBI အစ်စ်တွေအတိုင်းတင်ပြပေးနေတဲ့အကြီးတို့ဟာအတုံးချမဲ့လူတွေအားမိသူမြမင်းတို့ထက်အာဏာမရှိကြောင်းရိုက်သွင်းနေတာကိုရဲရဲလဲစောင့်ကြည့်နေပါတယ်။ဆိုင်ရဲ့အပြင်ဘက်မှာစနိုက်ပါသမားနဲ့လူရင်အားအချို့ဖြည့်သွင်းမှုမှာလိုက်ပြီးပစ္စည်းတွေကိုလုံခြုံမဲ့နေရာကိုပို့ခိုင်းနေခြင်းညကကိစ္စကြောင့်မျက်နှာပြတ်နေတဲ့ရှာမာဟာသူအသက်ကြီးနေပြီလို့ပြောလာတဲ့အတွက်နောက်ဆုံးတစ်ခုမှစိတ်လှုပ်ရှားနေသူဦးဆောင်ပေးမယ်လို့အကြီးကအားပေးပါတယ်။အကြီးတို့ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့ရဲဘက်ကလူအပြည့်နဲ့ဘတ်စကားထွက်သွားကြောင်းရာနဲ့ရှိသတင်းပလန်ပို့ပါတယ်။ဒါကြောင့်တကယ်အစ်စ် CBI ကလူတွေလည်းနေရာတိကျယူပြီးစောင့်နေဖို့နဲ့သူမပြောမချင်းတယောက်မှမလုပ်ဖို့ရာနက်ကမှာကတစ်ချိန်လုံးအတူရှိနေတဲ့ရမ်မီကိုတော့အပြင်မှာသွားဆောင်ခိုင်းတဲ့အခါစကားနားမထောင်မဲ့အတင်းဆောင်နေတဲ့တွဲဘက်ရှန်တီနဲ့ထွက်သွားပါတယ်။ဘတ်စကားနဲ့လာနေတဲ့လန်ခူလန်မှာအကြောင်းကွက်နေတော့မဲ့ရှာမာကရဲစခန်းမှာကားကိုရက်ခိုင်းကဒီအမှုတွေအတီးပြူးစရာတွေရှိသေးလို့မင်းတို့အရင်သွားနှစ်ပြီးသူမလာမချင်းကားပေါ်ကမဆင်းဖို့မှာပြီးနောက်စခန်းထဲကိုဝင်သွားတဲ့ပုံစံမျိုးအယောင်ပြပါတယ်။တချိန်လုံးရာနက်ကိုလှည့်စားနေသူရမ်မီကအဂျီတို့နဲ့တဖွဲတည်းဖြစ်ပြီးအခုလည်းရွှေတွေတင်ထားတဲ့နေရာကိုဦးဆောင်ခေါ်သွားပါတယ်။ပစ္စည်းတွေတင်ထားတဲ့နေရာကိုအဖွဲလိုက်ကြီးရောက်လာတော့ဒီနေရာကိုလာလို့မရဘူးလို့တားနေသူကိုပါတစ်ချက်ချလိုက်ပြီးဖုန်းကြိုးတွေဖြတ်တောက်က CBI အစ်စ်တွေအတိုင်းပစ္စည်းတွေကိုတဲယူနေချိန်ဘာမှမသိတဲ့ငကြောင်တွေကတော့ကားပေါ်မှာချွေးပြန်နေပါတယ်။လိုချင်တာတွေအားလုံးကိုရသွားတဲ့အခါမှာတော့ပစ္စည်းတွေကိုကားပေါ်တင်ကလူသူမရှိတဲ့နေရာမှာအညီအမျှခွဲဝေထွက်သွားချိန်တနေရဝင်လာတဲ့ဌာနကကားပေါ်ကလူတွေကိုတွားမေးကြည့်တော့သူတို့က CBI ကဖြစ်ကြောင်းနဲ့ဒီနေရာကိုစီးနှင်းမှုအတွက်ခေါင်းဆောင်ကိုစောင့်နေတာလို့ပြန်ဖြေပါတယ်။
ဖြတ်တောက်သွားတဲ့ဖုန်းကြိုးတွေကိုဆက်ပြီး workshop မှာရှိသမျှကို CBN ကတင်သွားပြီလို့ဆက်သွယ်လာတာကြောင့်သူဒီလောက်စောင့်ကြည့်နေတဲ့ကြားကနေဘလို့ဖြစ်သွားရလဲလို့တွေးကြည့်လိုက်တဲ့ရာနက်ဟာအစတည်းကလိန်ခံနေရမှန်သဘောပေါက်သွားသလိုသူ့ကိုလိန်လည်နေသူရမ်ဘီကလည်းတကယ်ရဲအစစ်မဟုတ်ပဲဒီလိုကြီးကြီးမားမားလုပ်ဖို့အတွက်သူ့ကိုချင်းကပ်လာတယ်ဆိုတာသိသွားပြီမို့အယူတယောက်လိုအော်ရီနေပါတယ်ဇလန်အစားပါတဲ့ကရမ်မီဟာရဲအစစ်မဟုတ်ခဲ့ပဲအကြီးနဲ့တဖွဲသေးသားတွေဖြစ်ပြီးရာနဲ့အနာကိုရောက်လာတာကလည်းအတုံးချစရာရှိလို့သာဖြစ်ပါတယ်အခုတင်ဆက်ပေးသွားတဲ့ဇလန်ကတော့1989ခုနှစ်ကဖြစ်ပျက်ခဲ့တဲ့လူလိန်တခိုးတွေအကြောင်းဖြစ်ပြီးအခုလိုပါနေတဲ့တခိုးတွေဟာ CBN ကိုပါလူလဲကျသွားတဲ့အပြင်သူတို့ရဲ့ပြစ်မှတ်တွေကလည်းအကျဉ်းပြတ်ချစားတဲ့နိုင်ငံရေးသမားတွေနဲ့လုပ်ငန်းရှင်တွေဖြစ်တာကြောင့်အဲ့ဒီလူတွေမတိလိုက်ခင်မှာပဲပညာသားပါဓမြတိုက်သွားခဲ့တဲ့ဖေးရမှန်ဇလန်လေးပဲဖြစ်ပါတယ်ကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိကြောင်းနဲ့အခုလိုဇလန်ကောင်းလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel ကို subscribe ပြုလုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်